မာရီကျူရီနဲ့ရောင်ခြည်ဖြာထွက်ခြင်း19ရာစုအကုန်ပိုလန်နိုင်ငံမှာအမျိုးသမီးတစ်ယောက်ဖြစ်ရတာမလွယ်ကူပါဘူးတက္ကသိုလ်တက်ခွင့်ပိတ်ပင်ခံထားရလို့မာရီယာစကလိုဒေါစကာဟာ Flying University လို့ခေါ်တဲ့လျှို့ဝှက်ကျောင်းမှာပညာသင်ခဲ့ရတယ်သူမရဲ့အိမ်မက်ကတော့ပါရီမြို့ကိုတွားပြီးသိပ္ပံပညာရှင်ဖြစ်ဖို့ပါပဲပါရီမြို့မှာသူမဟာပီယာကျူရီနဲ့တွေ့ဆုံခဲ့ပြီးသိပ္ပံလောကရဲ့အအောင်မြင်ဆုံးဆုံတွဲဖြစ်လာခဲ့တယ်သူတို့ဟာတခွဲကမ်းမရှိလို့ပျက်စီးယိုယွင်းနေတဲ့တဲအိုပြက်လေးထဲမှာအလုပ်လုပ်ခဲ့ရတယ်နေတိုင်းကတ္တရာဈေးရိုင်းလို့ခေါ်တဲ့ကြောက်မဲတွေကိုကျိုးချက်ပြီးလျှို့ဝှက်စမ်းကြဲတဲ့ကျက်စင်တစ်ခုကိုရှာဖွေခဲ့ကြတယ်တန်ပေါင်းများစွာသောကြောက်တွေကိုကျိုးချက်ပြီးတဲ့အခါမှာတော့သူတို့ဟာဂျက်စင်အတစ်နှစ်ခုကိုတွေ့ရှိခဲ့တဲ့တစ်ခုကသူမရဲ့မွေးရက်မြေကိုဂုံပြုပြီးပေးထားတဲ့ပိုလိုနီယန်နဲ့နောက်တစ်ခုကတော့အမှောင်ထဲမှာအလင်းရောင်တောက်ပနေတဲ့ ရေဒီယမ်ပါပဲမရီဂျူရီကဒီဂျက်စင်တွေကနေစွမ်းအင်တွေထွက်နေတာကိုသတိထားမိတယ်ဒါကိုသူမက radioactivity ရေဒီယိုတတိကြွမှုလို့နာမည်ပေးခဲ့တယ်ဒါဟာအတမ်ဆိုတာခွဲလို့မရတဲ့အရာမဟုတ်ပဲအတွင်းထဲမှာစွမ်းအင်တွေပောက်ကွဲထွက်နေတယ်ဆိုတဲ့အမှန်တရားကိုကမ္ဘာကသိလိုက်ရတာပါ1903ခုနှစ်မှာယူပဗေဒနိုဘယ်ဆုကိုရရှိခဲ့ပေမဲ့ကန်ဆိုးစွာနဲ့ခင်မုန်းဖြစ်သူပီယာကမြင်းလဲတိုက်ပြီးဆုံးပါသွားခဲ့တဲ့မရီဟာကြေကွဲဝမ်းနည်းခဲ့ရပေမဲ့လက်မလျှော့ခဲ့ပါဘူးသူမဟာဆက်လက်ကြိုးစားပြီး1911ခုနှစ်မှာဓာတုဗေဒနိုဘယ်ဆုကိုထပ်မံရရှိခဲ့တဲ့လူတစ်ယောက်တည်းနိုဘယ်ဆု2ဆုရတဲ့ပထမဆုံးလူသားဖြစ်လာခဲ့တယ်ပထမကမ္ဘာစစ်ဖြစ်လာတဲ့အခါသူမဟာတခွဲခန်းထဲမှာထိုင်မနေခဲ့ပါဘူး Little Curies လို့ခေါ်တဲ့ရွေးရာဓာတ်မှန်က Mobile Cray Units တွေကိုတီထွင်ပြီးစစ်မြေပြင်ထိတွားရောက်ကဒဏ်ရာရစစ်သားပေါင်းများစွာကိုအသက်ကယ်တင်ပေးခဲ့တယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကသူမကိုကြော်ကြားစေခဲ့တဲ့ရေဒီယမ်ဟာသူမကိုပြန်တက်မဲ့အရာဖြစ်နေခဲ့တယ်။ရောင်ခြည်သစ်မှုကြောင့်သူမကွယ်လွန်ခဲ့ရပေမဲ့သူမရဲ့ရှာဖွေတွေ့ရှိမှုတွေကကင်ဆာရောဂါကုသမှုနဲ့ခေတ်သစ်ယူပဗေဒအတွက်အုံမြင့်ချပေးခဲ့ပါတယ်။သူမဟာအကျော်ကြားဆုံးခေတ်သစ်သိပ္ပံပညာရှင်တွေ့တဲ့ကတစ်ယောက်ပါပဲ။